အားလုံးပဲမင်္ဂလာပါဗျာတုတ္တဓမ္မဒီပလိုမာအဆင့်1ဖြည့်ဆို့ကြမဲ့တင်တန်းသားတွေအတွက်မူရင်ပြဋ္ဌာန်းချက်တွေကိုတေချပြန်လဲစမ်းစစ်ရှင်းလင်းပေးသွားမဲ့အစီအစဉ်ကနေကြိုးဆိုပါရစေဒီနေ့မှာတော့ထီရာဘာဒဗုဒ္ဓဘာသာရဲ့အနှစ်တရာဖြစ်တဲ့စိတ်ကိုဘလို့ဖြူစင်အောင်လုပ်မလဲဆိုတဲ့အခြေခံတရားတွေကိုစာမျိုးကအထောက်အကူဖြစ်အောင်စနစ်တကျလေ့လာသွားကြမှာပါကဲအချိန်မဆွဲတော့ပဲတန်းပြီးဆက်လိုက်ကြရအောင်ဒီနေ့ဆွေးနွေးသွားမဲ့အဓိကအကြောင်းအရာတွေကတော့တင်ရိုးညွန်တဲ့မိတ်ဆက်စိတ်ရဲ့ညစ်အကြီးတွေကိုယောဂရှာဖွေခြင်းနိဝရဏတရား၅ပါးတမထဘာဝနာရဲ့လှုပ်ဆောင်ပုံအစဉ်စဉ်နဲ့နောက်ဆုံးဝိပဿနာနဲ့အမြင့်ဆုံးလွတ်မြောက်မှုဆိုတဲ့ပိုင်းတွေကိုစာမေးပွဲအတွက်လိုအပ်တဲ့အတိအကျသတ်မှတ်ချက်တဲ့အတိုင်းရှင်းလင်းသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်ရိုးညွှန်းထမ်း mix အပိုင်းဖြစ်တဲ့လက်တွေ့အသုံးချအပြီးဓမ္မဘက်ကိုကူးပြောင်းခြင်းအကြောင်းကြည့်လိုက်အောင်ဒီစင်တဲ့ရဲ့တင်ကြားရေးရည်ရွယ်ချက်တွေကိုတေချာကြည့်မယ်ဆိုရင်အပြီးဓမ္မ YouTube ဗီဒါနဲ့ဘာဝနာချင်းစံဆိုပြီး၃ပိုင်းတွေ့ရပါမယ်တကယ်တော့ဒါကတာမန်လွတ်ချက်ဖို့တတ်တဲ့မဟုတ်ဘူးဗျဘာလို့လဲဆိုတော့စာမေးပွဲမှာကဒီဗုဒ္ဓဘာသာရဲ့ယုတ်တိဗေဒသဘောတရားတွေကိုကိုယ့်ရဲ့စိတ်အခြေအနေကိုပြန်စစ်စစ်တဲ့ယောဂရှာဖွေရေးကိရိယာတစ်ခုလို့လက်တွေ့အတုံးချတက်ဖို့လိုအပ်လို့ပါပဲဒီမှာပြတ်ထားတဲ့မူရင်းပြတ်ထန်းစာအုပ်ထက်ကစာသားလေးကိုကြည့်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ်ဒီစာသားကနေဘာကိုသတင်းစကားပါနေလဲဆိုရင်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားခြင်းဆိုတဲ့အခြေခံကျင့်စဉ်ဟာဘလောက်တောင်မှအရေးကြီးတယ်ဆိုတာကိုတိတိကျကျသရုပ်ဖော်ထားတာပဲဖြစ်ပါတယ်ဒါလေးကိုသေချာမှတ်ထားစီခြင်းပါတယ်ကဲအခုဒုတိယပိုင်းဖြစ်တဲ့စိတ်ရဲ့အညစ်အကြေးတွေကိုယောဂရှာဖွေခြင်းကဏ္ဍကိုဆက်သွားကြမယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာကိလေသာတွေကိုစိတ်ပိုင်းဆိုင်ရာယောဂတွေဖြစ်သတ်မှတ်ထားတာသိကြမှာပါဥပမာအနေနဲ့ဒေါသကိုကြည့်အောင်အဘိဓမ္မာသဘောတရားအရဒေါသဆိုတာကျွန်တော်တို့ထင်နေသလိုတာမန်ခံစားချက်လေးတစ်ခုမဟုတ်ဘူးဗျသူကစိတ်ကိုတကယ်လောင်ကျွမ်းစေပြီးအကုသိုလ်ကံတွေကိုဆက်တိုက်ဖြစ်ပေါ်စေတဲ့အလွန်ဆိုးရွားတဲ့စေတသိက်တစ်ခုဖြစ်ပါတယ်စာမေးပွဲမှာဆိုရင်ဒီဒေါသတရားကယုံနဲ့အစင်ကိုဘယ်လိုမျိုးပျက်စီးစေလဲဆိုတာကိုတိတိကျကျဖြေဆိုနိုင်ဖို့လိုပါတယ်ဒီလိုစိတ်အခြေအနေတွေရဲ့နောက်ဆုံးအကျိုးချက်ကတကယ်ကိုကြီးမားလာပါတယ်စိတ်ကအငြင်းနွားနေမယ်ဆိုရင်အဘယ်ဆင်းရဲဆိုတဲ့ဒုက္ခတိကိုရောက်သွားနိုင်ပြီးစိတ်စင်ကြယ်မယ်ဆိုရင်တော့ချမ်းသာဒုက္ခဆိုတဲ့ဒုက္ခတိကိုရောက်နိုင်ပါတယ်ဒီတော့တန်တရားစဝင်းရဲ့ဆင်းရဲဒုက္ခတွေကနေလွတ်ကင်းဖို့ဆိုရင်စိတ်ဖြူစင်ဖို့ကဘလောက်အရေးကြီးလဲဆိုတာကိုဒီအချက်ကနေတေးသေးချာချာနားလည်ထားရမှာပါစာမွေးပွဲမှာလည်းဒီလိုရှင်းပြနိုင်ရမှာပါတတိယပိုင်းနဲ့စိတ်တင်ငယ်မှုကိုအထူးတားဆီးပိတ်ပင်နေတဲ့နိဝရဏတရား၅ပါးချောင်းဆက်သွားပါမယ်နိဝရဏဆိုတော့ဘာလဲဆိုတော့ကာမိချန္တာအပန်ဝင်းစိတ်ကိုညှဉ်းနှွမ်းစေတဲ့တားဆီးပိတ်ပင်မှု၅ခုကိုခေါ်တာပါလည်းလို့ပြောရင်ဒီတရားတွေဟာပညာဉာဏ်ကိုအားနည်းစေပြီးအမှန်တရားကိုရှင်းရှင်းလင်းလင်းမမြင်နိုင်အောင်ဖုံးကွယ်ထားတတ်တဲ့တကယ်အတားဆီးတွေပေါ့ကျွန်တော်တို့အနေနဲ့ဒီယောဂလက္ခဏာတွေကိုတိတိကျကျထိထားမှသာမှန်ကန်တဲ့ကုသမှုပြီးနိုင်မှာဖြစ်ပါတယ်ယောဂကိုသိပြီဆိုတော့ကုသဖို့နီလန်းလိုလိုက်ပေါ့အရေးကြီးဆုံးကဒီနိဝရဏတွေကိုဘယ်လိုဖယ်ရှားမလဲဆိုတာပါပဲတင်ရိုးထဲမှာဆိုရင်ကာမချန္တာကိုဖယ်ရှားဖို့နီလန်း6ခုပြဋ္ဌာန်းထားပါတယ်အဲ့ဒါတွေကတော့အတုပနေမိကိုမယူခြင်းအတုပဘာဝနာပွားများခြင်းအိန္ဒြေကိုဆွမ်းချောက်ခြင်းအစားအစာအတိုင်းတာကိုသိခြင်းကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းရှိခြင်းနဲ့နောက်ဆုံးချက်ဖြစ်တဲ့တင်ရောတဲ့တရားစကားနာယူခြင်းတို့ပဲဖြစ်ပါတယ်ဒီ6ချက်ကိုတော့စာမေးပွဲအတွက်မဖြစ်မနေမှတ်သားထားစေချင်ပါတယ်အငြင်းကြီးတွေကိုဖယ်ရှားမဲ့နည်းလိုင်းတွေကိုသိပြီးဆိုတော့စတုထဘာဝနာရဲ့လှုပ်ဆောင်ပုံဆင်းဆင်းစရလက်တွေ့ကုသရေးအစီအစဉ်ဘက်ကိုကူးသွားကြရအောင်ဝေတုတိမကျန်းလာဓမ္မထကျင့်စဉ်ရဲ့ဤစနစ်ပိုင်းဆိုင်ရာတွေကိုလေ့လာကြည့်မယ်ဆိုရင်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ပထမဇန်ကိုရဖို့အတွက်ဝေတဝိစာရပီတိဒုက္ခဧကဂတာဆိုတဲ့ဇန်အင်္ဂါ၅ပါးကိုစာတင်မွေးမြူရပါတယ်အဲဒီတော့စာမွေးပွဲမှာအဓိကတည်ထားရမှာကဒီဇန်အင်္ဂါတွေကပဋိပါကနိမိတ်နဲ့ဘလို့အခြေအဆက်ရှိတယ်လဲဆိုတဲ့ရန်တရားကိုနားလေထားဖို့ပါပဲဒါဟာနိုင်ဆိုင်တဲ့စိတ်တည်ငြိမ်မှုရဖို့အရေးကြီးဆုံးအခြေခံစာအုပ်ဖြစ်ပါတယ်အခုဆိုရင်ဒီတင်ရိုးညွန်းတန်းတစ်ခုလုံးရဲ့အမြင့်အဆုံးရည်မှန်းချက်ဖြစ်တဲ့ပင်စမအပိုင်းဝိပဿနာနဲ့အပြီးတိုင်လွတ်မြောက်ခြင်းအပိုင်းကိုရောက်ရှိလာပါပြီ။တမချနဲ့ဝိပဿနာရဲ့နောက်ဆုံးရလက်ကွာခြားချက်ကအလုံးကိုတိတာထင်ရှားပါတယ်။တမထအချင်းစင်ကဇာနဲ့ဖြမပုံကိုရောက်စေနိုင်တဲ့ဆိုပေမဲ့ဝိပဿနာအချင်းစင်ကသာလည်းမေဖို့ရစေပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်တာပါ။ဒီအချက်ဟာစာမေးပွဲမှာတေချာပေါက်မေတ္တာတဲ့အတွက်မဖြစ်မနေရှင်းရှင်းလင်းလင်းခွဲခြားသိမြင်ထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်ဒီမူရင်းတရားတော်တွေအရာစဉ်ကံတွေကိုစက်တိုက်ဖြစ်ပေါ်စေတဲ့ကိလေသာအငြိအကျေးတွေကိုထမဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုတည်းကဒါလျင်အပြီးတိုင်ဖယ်ရှားပေးနိုင်ပြီးဆင်းရဲဒုက္ခအလုံးကိုချုပ်ငြိစေတဲ့လို့ဆိုထားပါတယ်ဆိုလိုတာကတော့အရာရာဟာမမြဲဘူးဆိုတဲ့တဘာဝအမှန်ကိုထိုးထွင်းထိမြင်ခြင်းကဒါကျွန်တော်တို့ရဲ့တွေ့တာမှုတွေကိုအမြင့်ပြတ်ဖြစ်စီပြနိုင်တာဖြစ်ပါတယ်
ဒီလိုတမာဒိဋ္ဌိဖြစ်ပေါ်လာဖို့ဆိုရဲမက်ကင်တရားတွေကိုစနစ်တကျအသုံးချရမှာပေါ့စာမေးပွဲမှာဖြေဆိုဖို့အတွက်အဓိကထားရမှာကမှန်ကန်တဲ့အမြင်ဖြစ်တဲ့တမာဒိဋ္ဌိမှန်ကန်တဲ့တွေးခေါ်မှုမှန်ကန်တဲ့ကြိုးစားအောင်ထုတ်မှုမှန်ကန်တဲ့တတိနဲ့မှန်ကန်တဲ့တမာတိဆိုတဲ့ဒီအချက်တရားအိုးနာတဲ့ဒုက္ခတွေကနေလွတ်မြောက်စေမဲ့တိကျတဲ့လမ်းစဉ်ရန်တရားတစ်ခုဖြစ်နားလည်ထားရမှာဖြစ်ပါတယ် ကဲဒီရှင်းလင်းချက်အစီအစဉ်ရဲ့နောက်ဆုံးတွေနဲ့အားလုံးအတွက်စဉ်းစားကြမေခွန်းတစ်ခုလောက်ခြံထားခဲ့ခြင်းပါတယ်စာမေးပွဲအတွက်လေ့လာနေရတဲ့ဒီရှေးဟောင်းအဘိဓမ္မာရဲ့စနစ်ကျတဲ့စိတ်ပညာလမ်းညွှန်မေပုံကြီးကိုမျက်မှောက်ခင်နေစဉ်ဘဝရဲ့စစ်ကြမာရေးပြဿနာတွေအတွက်လက်တွေ့ယောဂရှာဖွေကိရိယာတစ်ခုအဖြစ်ကျွန်တော်တို့ဘလို့များအသုံးချနိုင်မလဲဒီအချက်လေးကိုတွေးတောရင်းနဲ့သင်တန်းသားတို့ရဲ့လေ့လာမှုခီးစဉ်ကိုအောင်မြင်စွာဆက်လက်လျှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်